Coachella ဆိုရဲကမ္ဘာအကြီးဆုံးဂီတပွဲတော်ကြီးမှာကမ္ဘာကျော်အဆိုတော် Justin Bieber ကိုဒီလောက်ထိနီးနီးကက်ကက်မြင်တွေ့ရဖို့ဆိုတာ Fanny အတွက်တော့အိမ်မက်တစ်ခုလိုပါပဲအခုလက်တလောမှာ Justin တယောက်ပရိသတ်တွေနဲ့အရန်ကိုရင်းရင်းနှီးနှီး interaction လုပ်နေတဲ့ဗီဒီယိုတစ်ခုက social media ပေါ်မှာတကယ်ကို viral ဖြစ်နေပါတယ်ဒီဗီဒီယိုထဲမှာဆိုရင် Justin ကသူ့ရဲ့ fan တွေနဲ့အတူတူတချင်းဆိုတာတွေမကဘဲနဲ့ဆင်အောင်အထိဆင်းလာပြီးတော့ပရိသတ်တွေကိုဖက်လဲတကင်းနဲ့နှုတ်ဆက်နေအောင်တွေ့ရပါတယ်။အနုပညာရှင်တယောက်အနေနဲ့သူ့ကိုချစ်တဲ့သူတွေအပေါ်ထားရှိတဲ့ဒီလိုမျိုးထွေးတဲ့ interaction လေးတွေကတကယ်ကိုကြည်နူးကိုကောင်းတယ်လို့ပရိသတ်တွေအတွက်လည်းတကယ်ကိုမမေ့နိုင်တဲ့အမှတ်တရလေးဖြစ်နေစေမှာပါ။ဒါကြောင့်လေဗီဒီယိုလေးကထွက်လာပြီးခဏချင်းမှာပဲကြည့်ရှုသူတန်းပေါင်းများစွာနဲ့အတူ TikTok နဲ့ Facebook တခွင်မှာပြန့်နှံ့သွားခဲ့တာပါ။ Bieber ဟာအရင်ကထက်ပိုပြီးပရိသတ်တွေနဲ့နီးစပ်အောင်စူးစမ်းလာတာကိုမြင်တွေ့နေရတာကသူ့ရဲ့ Bieber Fever အရှိန်အဝါတွေကိုပိုပြီးတော့မြင့်တက်လာစေပါတယ်။ကဲကြည့်ရှုနေတဲ့သူတွေကရော Justin Bieber ရဲ့ဒီလိုမျိုး friendly ဖြစ်တဲ့ပုံရိပ်တွေကိုမြင်တွေ့ရတာကိုဘယ်လိုမျိုးခံစားရလဲတကယ်လို့ Justin ကကြည့်ရှုနေတဲ့သူတွေရှေ့မှာအခုလိုမျိုးပဲနီးနီးကက်ကက်တွေ့ရမယ်ဆိုရင်ဘာတွေလုပ်မလဲဆိုတာ comment မှာပြောသွားပေးပါအောင်နော်အခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ Let's Watch Together Channel ကို like and follow လေးလုပ်သွားပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင် Let's watch together